လန်ဒန်မြို့ရဲ့လူသွားလူလာနေပါတဲ့နေရာလေးတစ်ခုမှာရှိတဲ့လက်ဖက်ဆိုင်လေးတစ်ဆိုင်မှာတော့ကမ္ဘာအကြီးကျယ်ဆုံးမော်စီအိုင်နှစ်ဦးမျက်နှာချင်းဆိုင်ထိုင်နေခဲ့ကြပါတယ်။တစ်ဖက်မှာတော့မျက်ဝန်းတွေထဲမှာဝမ်းနဲ့မှုတွေပြည့်နေကြည့်နေတဲ့ Airbus ဒံမယ်တော်ဖြစ်ပြီးတော့သူ့ရဲ့ခြားတစ်ဖက်မှာတော့ကမ္ဘာကြီးကိုပြောင်းလဲပစ်ဖို့ရည်မှန်းချက်ကြီးမားလုံးနဲ့ Gellert Greenell ပါပဲ။သူတို့နှစ်ဦးကြားမှာလက်ဖက်အကွက်တွေရှိနေပေမဲ့ဘသူကမှလက်ဖက်ကိုစိတ်ဝင်စားဖို့မရပါဘူး။ Greenell ကဒံမယ်တော်ကိုစူးစိုက်ကြည့်ရင်းနဲ့သူတို့ငယ်စဉ်ကမျှဝေခဲ့မှုတဲ့အိမ်မက်တွေကိုပြန်လည်အစားဖော်ဖို့ကြိုးစားနေပါတယ်။ငါတို့ကဘာကြီးကိုပြုပြင်ပြောင်းလဲမယ်လို့ဂရီးပေးခဲ့ကြတယ်လေ Airbus တာမန်လူတွေဆိုတာငါတို့ထက်နှင်းကြတယ်သူတို့ငါတို့အဦးဆောင်ရမှာဆိုတဲ့ Greenell ရဲ့စကားသံဟာညှို့တဲ့ပြပြနဲ့ထွက်ပေါ်လာပါတယ်ဒါပေမဲ့ဒံမယ်တော်ကတော့ခေါင်းကိုသာဖြင်းချင်းစွာခါလိုက်ပြီးအဲ့ဒါမင်းရဲ့ယူဆပါငါကတော့ငယ်ဘွားအမားတွေကိုပြင်ဆင်ညုံတက်တက်ပါပဲလို့ပြန်ပြောလိုက်ပါတယ်သူတို့နှူးကြားမှာပြုတ်လုခဲ့တဲ့သွေးကလေးကိုဆိုတဲ့ကြောက်စီလက်ဖွဲ့လေးဟာလေထဲမှာတောက်ပနေစေပါဒီကလေးကိုကြောက်မဲ့ဒံမယ်တော်ဟာ Greenell ကိုတိုက်ခိုက်လို့မရသလိုGreenell ကလည်းဒံမယ်တော်ကိုထိပါလို့မရပါဘူးဒီတွဲဆောင်မှုဟာသူတို့နှစ်ဦးရဲ့လမ်းခွဲမှုစစ်မှန်ဖြစ်လာတော့မယ်နမိတ်ပါပဲGreenell ဟာဒေါသထွက်ပြီးတော့ဆိုင်ကိုမီးလောင်ကျွမ်းစေကမင်းကောင်တားလို့မရပါဘူးဆိုတဲ့ကြီးနဲ့ပျောက်ကွယ်သွားခဲ့ပါတော့တယ်တရုတ်ပြည်ရဲ့ဝေးလံခေါင်များလာသောကွမ်ရှီတောင်တန်းများကြားမှာလာရောင်ဟာဝါရွက်များကြားမှာဖျာကျနေတယ်လို့ဒီနေရာလေးကလူသားတွေရဲ့ခြေရာမထင်တဲ့သဘောတရားရဲ့ရင်ခွင်တစ်ခုလို့ဆိုရပါလိမ့်မယ် News Camera ကခြုံမိုးတစ်ခုရဲ့နောက်ွယ်မှာငြိမ်ငြိမ်လေးစောင့်နေခဲ့တယ်လို့သူ့ရဲ့ဘေးမှာလည်းမော်တက်တော်လေးတွေကိုထိန်းသိမ်းထားမယ်တစ်တာလေးရှိနေပါတယ်ဒီညဟာတာမန်ညတညမဟုတ်ပါဘူးမော်လောကရဲ့နာဂတ်ကိုဆုံးဖြတ်ပေးနိုင်တဲ့ရှားပါးတော်လေးချီလင်းမွေးဖွားမဲ့ညပါပဲချီလင်းဆိုတာကစိတ်ထားဖြူစင်တဲ့သူကိုအာယုံခံနိုင်ပြီးတော့အနာဂတ်ကိုမြင်နိုင်စွမ်းရှိတဲ့အထွတ်မြတ်တော်ပါရုတ်တရက်ခြုံမုတ်တွေလှုပ်ရှားသွားပြီးဒန်နိုင်လာတော်ချီလင်းမာကြီးတကောင်ထွက်ပေါ်လာခဲ့တယ်လို့ငကားနဲ့မြင်ပေါင်းဆက်ထားသလိုကြေးကိုနေနဲ့ဖုံးထားတဲ့ကိုခန္ဓာရှိပါတယ်မျိုးရဲ့ဂူးဆိုင်မှုမှာချီလင်းမာကြီးဟာနာကျင်မှုကိုချိန်မိန်နဲ့တားငယ်လေးတကောင်ကိုမွေးဖွားလိုက်ပါတယ်ရွှေရောင်လင်းနှန်းလေးတွေတောက်ပနေတဲ့ချီလင်းပေါင်းစာလေးကိုညှုပ်ပွေးချီလိုက်တဲ့အချိန်မှာပဲတောအုပ်ကလုံးတိတ်ဆိတ်သွားပြီးတော့အန်ရဲ့ငွေသက်တွေရောက်ရှိလာပါတော့တယ်။မြို့ဟာကလေးလေးကိုကြည့်ရင်ပီတိဖြစ်နေပေမဲ့ဒီပျော်ရွှင်မှုဟာကြာရှည်မခံခဲ့ပါဘူး။ရုတ်တရက်လေတူကအေးဆက်လာပြီးတောအုပ်ကြီးတုံခါသွားတာနဲ့အတူအမောင်ရိပ်တွေကြားထဲကနေအစိမ်းရောင်လင်းနှန်းတွေပြန်ဝင်လာပြီးမြို့ရဲ့ဘေးနားမှာပေါက်ကွဲကုန်ပါတော့တယ်။ဘသူတွေလဲဆိုတော့ Greenell ရဲ့တပည့်ကျော်တွေရောက်ချလာကြတာပါပဲ။သူရဲ့ခေါင်းဆောင်ကတော့သပင်ရှည်ရှည်ညနေထားတင်းတင်းနဲ့ Credence ပါပဲ။ကလေးကိုပေးလိုက်စမ်းလို့အော်ဟေးနဲ့မှောက်တုတ်တန်နေနဲ့ဝိုင်းပြေကြပါတော့တယ်။မြို့ခမရလေးချီလင်းပေါက်စာလေးကိုရင်ဝင်ထဲပိုက်ပြီးပြေးရှာပါတယ်။ဒါပေမဲ့လည်းတယောက်နဲ့အများဆိုတော့ဘယ်လွယ်မလဲဗျာ။ရက်ဆက်လုံးနဲ့နောက်လိုက်တကောင်က Avada Kedavra ဆိုတဲ့ဂျိန်စာနဲ့ပြစ်ထည့်လိုက်တော့မိခင်ချီလင်းခမရဘုံကနေလဲကြပြီးတော့သေဆုံးသွားရှာပါတယ်။မြို့လဲဒေါသထွက်ပြီးတော့ပြန်ချဖို့လုပ်သေးပေမဲ့ Credence ရဲ့စွာကကြမ်းလုံးတော့လွင့်စင်သွားပါတယ်။နောက်လိုက်တွေကလည်းမြို့ရဲ့လက်ထဲကကလေးကိုအတရားဓမ္မလူယူသွားကြတာပေါ့။သူတို့ပြန်သွားကြတော့မြို့ခမရဒဏ်ရာတွေနဲ့လဲကြပြီးကြံရင်ခဲ့ပါတယ်။ဒါပေမဲ့လည်းကန်တရားကမျက်နှာသာပေးတယ်လို့ပြောရမလား။သေဆုံးသွားတဲ့အမကြီးရဲ့ဘေးမှာနောက်ထပ်လှုပ်ရှားမှုတစ်ခုကိုတွေ့လိုက်ရလို့ပါလက်စသက်တော်ချီလင်းမာကြီးကအမွှာမွေးဖွားခဲ့တာ哦ဗျဒုတိယမြောက်ချီလင်းပေါက်စာလေးကသူ့မိရဲ့ဘားရောက်ထဲမှာကြောက်ကြောက်လက်လက်နဲ့ပုံနေခဲ့တာကိုတွေ့လိုက်ရပါတော့တယ်မြို့ခမလည်းနာကျင်နေတဲ့ဒဏ်ရာတွေကိုအန်တူရင်းနဲ့ကြံရစ်ခဲ့တဲ့ဒုတိယမြောက်ချီလင်းပေါက်စာလေးကိုကောက်ယူလိုက်ပါတော့တယ်တကယ်တော့ဒီကလေးငယ်ဟာမော်လောကကြီးတစ်ခုလုံးအတွက်တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်လာနိုင်တာကိုဗျတကယ်တော့ချီလင်မာကြီးကအမွှာမွေးခဲ့တယ်ဆိုတာကို Greenell သာသိသွားရင်အရာလုံးပျက်စီးသွားမှာသေချာပါပဲဝါရိုရီကြောက်ဘားတွေကိုဖျက်ကျော်ပြီးတော့ဘေးကင်းရာကိုမနေခီးနေခဲ့ရတာပါလန်တလျှောက်မှာတော့သူ့ရဲ့ချစ်တော်မော်တက်တော်လေးတွေဖြစ်တဲ့တစ်ပင်လူသားလေးပစ်ကန်နဲ့ရွှေကြိုက်တဲ့ကောင်လေးတက်တီတို့လည်းမြုပ်ကိုဝိုင်းဝန်းကူညီပေးကြရှာပါတယ်မိုးရီကလည်းတဲထန်စွာရွာသွန်းနေတဲ့ညတညမှာမြုပ်တယောက်သွေးထွက်တန်ယိုတွေဖြစ်နေပြီမဲ့လေရင်ဝင်ထဲကကလေးလေးရဲ့သက်ရှူတန်ကိုတက်တက်လေးကြားနေရသေးတော့သူ့ရဲ့အားရင်းတွေလည်းပြည့်နေတယ်လို့ခံစားနေရရှာပါတော့နာမန်ကတ်ရဲတိုက်ကြီးရဲ့မှာ Greenell တယောက် Credence ယူလာပေးတဲ့ချီလင်ပေါက်စာလေးကိုပွေ့ပိုက်ပြီးကြည့်နေပါတယ်ပုံမှန်ဆိုရင်တော့ချစ်စရာကောင်းတဲ့တော်လေးမျိုးယူရကြမှာဖြစ်ပေမဲ့ Greenell အတွက်ကတော့ဒီလိုမဟုတ်ပါဘူးသူစိတ်ထဲမှာရှိနေတာကအာနာရဲ့မော်လောကကြီးတစ်ခုလုံးကိုစိုးမိုးဖို့ရပါပဲဒီတော့လဲနာဂတ်ကိုကြိုမြင်နိုင်တဲ့ချီလင်လေးရဲ့စွာကိုလိုချင်တာမဆန်းပါဘူးဒါပေမဲ့သူလိုချင်ပုံကတခြားဗျချီလင်လေးကိုရှင်ထားပြီးစောက်ရှောက်မှာမဟုတ်ပဲနဲ့ရုတ်တရက်ဆိုသလိုပဲလက်ထဲကတမြောင်နဲ့ချီလင်လေးရဲ့လေဘင်းကိုလှီးဖြတ်လိုက်ပါတော့တယ်တနာစရာကောင်းလုံးနဲ့အကောင်ပေါင်းလေးခင်ဗျာဘာမှတော့မလုပ်လိုက်နိုင်ပဲပွဲချင်းပြီးသေဆုံးသွားရှာပါတယ်။ Greenell ကတော့စီးကြလာတဲ့သွေးရိုက်ထဲမှာပေါ်လာတဲ့နာဂတ်ပုံရိပ်တွေကိုကြည့်ပြီးတော့ကျေနပ်နေပုံပါပဲ။တကယ်ကိုရက်ဆက်လုံးနဲ့လှုပ်ရက်လို့ပြောရမှာပါ။အဲဒီအချိန်မှာပဲဒမ်မီတော်ဟာသူ့ရဲ့စီစဉ်တွေကိုစတင်အကောင့်ထဲပေါ်နေပါပြီ။သူဟာညူရဲ့ကိုဖြစ်သူ TCS ကိုဆက်သွယ်ပြီးတော့ညူနဲ့တူပူးပေါင်းမှုမှာကြားလိုက်ပါတယ်။ TCS ဟာမှောင်ဝင်ကြီးဌာနရဲ့ထိပ်တန်းအော်ရာတယောက်ဖြစ်ပေမဲ့ဒမ်မီတော်ရဲ့စီစဉ်တွေကိုယုံကြည်သူပါ။ဒမ်မီတော်ကအားလုံးကိုဟိုကစ်ကျောင်းတော်ကြီးစီမဟုတ်ပဲလိုအပ်တဲ့နေရာမှာတွေ့ဆုံမှုချင်းဆိုလိုက်ပါတယ်။ရန်သူကအနာဂတ်ကိုမြင်နိုင်တယ်။ဒါကြောင့်ငါတို့ရဲ့စီစဉ်တွေကခံမဲ့လို့မရအောင်ရှုပ်ထွေးနေမှရမယ်လို့ဒမ်မီတော်ကရှင်းပြခဲ့ပါတယ်
နယူးယောက်မြို့ရဲ့မုန်းဆိုင်လေးတစ်ခုမှာတော့ဂျေကော့ကိုဝက်စကီတယောက်တည်းအထီးကျန်စွာနေထိုင်နေပါတယ်။ကွေနီထွက်သွားပြီးနောက်ပိုင်းသူ့ဘဝဟာအယောင်သွေးမရှိတော့ပါဘူး။အဲဒီအချိန်မှာပဲလာလီဟက်ဆိုတဲ့စုံမလေးရောက်လာပါတယ်။သူဟာဒမ်မယ်တော်ရဲ့စေခိုင်းချက်အရဂျေကော့ကိုပြန်လည်ခေါ်ယူဖို့ရောက်လာတာပါ။ဂျေကော့ကညှင်းဆန်မှုစူးစမ်းပေမဲ့လာလီရဲ့ဆွဲဆောင်စည်းရုံးမှုနဲ့ကွေနီကိုပြန်တွေ့နိုင်မဲ့ခွင့်အကြောင်းနောက်ဆုံးမှာတော့လိုက်ပါဖို့သဘောတူလိုက်ပါတယ်။မင်းမပိုင်ဒီပွဲမဖြစ်ဘူးဂျေကော့ဆိုတဲ့စကားကသူ့ကိုတွန်းအားဖြစ်စေခဲ့ပါတယ်။ Great Wizarding Express ရထားကြီးဟာဂျာမနီနိုင်ငံသို့ဦးတည်ထွက်ခွာလာခဲ့တယ်လို့ဇိမ်ခံတွဲတစ်ခုတွင်မှာတော့ညို TCS ဂျေကော့လာလီယူဆုဖ်ကာမာနဲ့ညိုရဲ့သစ္စာရှိလက်ထောက်မလေးဘန်ဒီတို့တွေ့ဆုံကြပါတယ်။ညိုကသူတို့အားလုံးကိုတယောက်ချင်းစီကြည့်လိုက်ရင်ဒီမရှင်ကအန်နေများတယ်။ငါတို့အားလုံးအသက်ရှင်လျက်ပြန်မလာနိုင်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။သူရဲ့စကားကြောင့်အားလုံးတိတ်ဆိတ်သွားကြတဲ့ချိန်ညိုကဂျေကော့အတွက်ဒမ်မယ်တော်ပေးခိုင်းလိုက်တဲ့မှော်တုတ်တန်လေးကိုပေးလိုက်ပါတယ်။ဒမ်မယ်တော်ကသူတို့တယောက်ချင်းစီကိုလုပ်ငန်းတာဝန်နဲ့ညိုကနေတစ်ဆင့်ပေးရလိုက်တာပါ။အရေးကြီးဆုံးကတော့ဘသူမှကိုယ့်ရဲ့အစီအစဉ်ပြည့်စုံကိုမသိရပါဘူး။ရထားကြီးဟာဂျာမနီနိုင်ငံဘာလင်မြို့ကိုဆိုက်ရောက်လာခဲ့ပါပြီ။1930ပြည်လွန်နေများရဲ့ဘာလင်မြို့ကြီးဟာအေးဆက်ပြီးတင်းကျပ်တဲ့ငွေသက်တွေနဲ့ပြည့်နှက်နေပါတယ်။လမ်းမတွေပေါ်မှာ Green Wall ကိုထောက်ခံတဲ့ပိုစတာတွေပုံမကောင်းမွန်တဲ့နာဂတ်တွက်ဆိုတဲ့စာတန်းတွေကိုနေရာတိုင်းမှာတွေ့နေရပါတယ်။လူတွေရဲ့မျက်နှာမှာစိုးရိမ်စိတ်နဲ့မျှော်လင့်ချက်တွေရောထွေးနေတဲ့ပုံစံတွေကိုမြင်ရပါတယ်။တချို့က Green Wall ကိုကယ်တင်ရှင်လို့ထင်မှတ်နေကြပေမဲ့တချို့ကတော့လာမယ့်စစ်ပွဲမီးတောက်ကိုကြောက်ရွံ့နေကြပုံပါပဲ။ဂျာမန်မဝန်ကြီးဌာနရဲ့စောင့်ဝင်ကြီးကလည်းမိုးမျှော်တိုက်ကြီးလို့ခံထားပေမဲ့ကြီးလိုက်ရင်ထဲမှာလေးလံသွားစေမဲ့အနက်ရောက်ကြောက်တုံးကြီးတွေနဲ့တိဆောက်ထားတာပါ။ညူရိုဖွဲ့ကလူအိုကြားထဲမှာရုံနှောပြီးတော့ဝင်းကြီးဌာနတွေကိုဝင်ရောက်ခဲ့ကြပါတယ်။သူရဲ့ရွယ်ချက်ကရှင်းပါတယ်။လက်ရှိနိုင်ငံတကာမှော်ကွန်ဖက်ဒရေးရှင်း ICW ရဲ့ဥက္ကဋ္ဌဖြစ်သူအန်ဒိုဗိုကဲကိုတွေ့ပြီးတော့ Green Wall ကိုရွေးကောက်ပွဲဝင်ခွင့်မပေးဖို့တားဆီးရမှာပါ။ဒါပေမဲ့ဝင်းကြီးဌာနထဲမှာ Green Wall ရဲ့ဩဇာလွှမ်းမိုးမှုကနေရာတိုင်းမှာရှိနေတယ်လို့ပါပဲ။အော်ရာရဲ့မျက်လုံးတွေကစူးရှပြီးလှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေကြပါတယ်။ဗိုကဲကစိတ်ဖိစီးမှုတွေနဲ့ပြည့်နေတဲ့ပုံပါပဲ။ညိုကဒမ်မယ်တော်ရဲ့တတိပေးစကားကိုပြောပြပါတယ်။ Green Wall ကရွေးကောက်ပွဲကိုလှည့်စားပြီးနိုင်ယူလိမ့်မယ်။သူ့ကိုခွင့်မပြုပါနဲ့။သူကရာဇဝတ်ကောင်ပါလို့လေးလေးနက်နက်ပြောလိုက်ပေမဲ့ဗိုကဲကိုယ်တိုင်က Green Wall ကိုကြောက်ရွံ့နေတယ်လို့သူ့ရဲ့နိုင်ငံရေးကစားကွက်တွေထဲမှာပိတ်မိနေတာပါ။သူကပြဿနာကိုထိတ်တက်မြင်ဆိုင်မဲ့နဲ့ငြိမ်းချမ်းရေးကိုလိုလားတရားအောင်နဲ့အမားကိုလက်ခံပေးနေသူတယောက်ပါ။ဒီတွဲဆောင်မှုကနေညူရိုတီးလိုက်ရတာကတော့တရားဥပဒေစိုးမိုးရေးဟာ Green Wall ရဲ့ခြေဖွားအောင်မှာပျောက်ကွယ်လိုနေပါဖြစ်နေပြီဆိုတာပါပဲ။မော်လောကရဲ့မြေဆုံးတရားရုံးမှာတပ်တွေထောက်ထားမလုံလောက်တဲ့အတွက်မစ္စတာ Green Wall ကိုတရားသိမ်းလှုပ်ပေးလိုက်ပြီလို့ဗိုကဲကကြေညာလိုက်တော့အခါခမ်းမိုင်တစ်ခုလုံးပေါက်ကွဲမတတ်အော်ဟစ်တံများထွက်ပေါ်လာပါရတယ်။ဒါဟာမော်လောကတစ်ခုလုံးအတွက်အန်ဒီရဲ့အကြီးမားဆုံးခြေလှမ်းပါပဲ။ယူရိုဖွဲ့လည်းဘာမှမတတ်နိုင်မနဲ့လက်ပိုက်ကြည့်နေခဲ့ရပါတယ်။အစီအစဉ်ရဲ့အန်ဒီအများဆုံးအပိုင်းကိုစတင်ရတော့မှာပါ။ယူဆုဖ်ကာမာဟာ Green Wall ရဲ့အဖွဲ့တွေကိုတရှို့ဖြစ်ဝင်ရောက်ဖို့ကြိုးစားပါတယ်။ Green Wall ဟာယူဆုဖ်ရဲ့စိတ်ကိုဖတ်ကြည့်ပြီးသူ့ရဲ့နာကျင်မှုတွေကိုသုံးချကယုံကြည်အောင်လှုံ့ဆော်ပါတယ်။ယူဆုဖ်ကသူ့ညီမလီဒါလက်စထရိန်တေဆုံးမှုအတွက်ဝမ်းနဲ့ပူဆွေးနေတာကို Green Wall ကသိမြင်ပြီးတော့သူ့ဘက်ကိုပါလာအောင်ဆွဲဆောင်ပါတယ်။မင်းရဲ့နာကျင်မှုတွေကိုငါဖယ်ရှားပေးမယ်လို့ပြောပြီးယူဆုဖ်ရဲ့မှတ်ညက်ချို့ကိုဆွဲထုတ်လိုက်ပါတယ်။နိုင်ငံတကာမော်ကွန်ဖက်ဒရေးရှင်းရဲ့ညစာစားပွဲမှာကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့တရုတ်ကိုယ်စားလှယ်လူတာအိုနဲ့ဘရာဇီးကိုယ်စားလှယ်ဗင်ဆန်ရှာဆန်တိုစ်တို့ရောက်ရှိနေကြပါတယ်။ဂျေကော့နဲ့လာလီတို့ကလည်းဒီပွဲကိုတက်ရောက်ကြပါတယ်။ Green Wall ရဲ့လူတွေကဒီပွဲကိုဖျက်ဆီးဖို့ကြံနေချိန်မှာလာလီကသူ့ရဲ့မော်ပညာနဲ့ဂျေကော့ကိုကာကွယ်ပေးသလိုပွဲကိုလည်းထိန်းသိမ်းဖို့ကြိုးစားပါတယ်။ဒါပေမဲ့ကွီနီကိုမြင်လိုက်ရတဲ့ဂျေကော့ပါစိတ်လှုပ်ရှားပြီးတော့သူမစီသွားဖို့ကြိုးစားပါရတယ်။ဂျေကော့ကကွီနီကိုခေါ်ဖို့ကြိုးစားရင်းနဲ့ Green Wall နဲ့ထိတ်တိုက်ဆုံတွေ့ပါရတယ်။ Green Wall ကဂျေကော့ကိုလူတွေရှေ့မှာရှက်ခွဲပြီးတာမန်လူတွေဟာကြမ်းကြုတ်သူတွေဖြစ်ကြောင်းတတ်သိပြဖို့လုပ်ပါတယ်။ချီစံဒီတာမန်လူကငါတို့ကိုတိုက်ခိုက်ဖို့လုံနေတယ်လို့ဆွဆွဲလိုက်ပါတယ်။ဂျေကော့ကဒေါသထွက်ပြီးတော့ဒမ်မယ်တော်ပေးထားတဲ့မှော်တုတ်တန်တူကိုထုတ်လိုက်တဲ့အခါအဲ့ဒါကိုလုံးချန်တက်ဖြတ်ဖို့ကြိုးစားမှုဖြင့်ပုံဖြတ်လိုက်ကြပါတယ်။ပွဲတစ်ခုလုံးရုံရင်းဆန်ခတ်ဖြစ်သွားပြီးတော့ဂျေကော့နဲ့လာလီတို့ထွက်ပြေးကြရပါတော့တယ်။ဒီပွဲရဲ့ရှုပ်ထွေးကြားမှာ TCS ဟာ Green Wall ရဲ့လူတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။သူဘလောက်ပဲတော်တဲ့ aura ဖြစ်ပါစေရန်သူတွေဝိုင်းထားတဲ့ကြားမှာမလွတ်မြောက်နိုင်ခဲ့ပါဘူး။သူ့ကိုဂျာမန်မဝန်ကြီးဌာနရဲ့လှုပ်ဝက်အကျဉ်းထောင်ဖြစ်တဲ့ Astat ကိုပို့ဆောင်လိုက်ပါတယ်။ညိုဟာသူ့ကိုပျောက်ဆုံးသွားတာကိုသိလိုက်ရပြီးတော့အရန်ကိုစိုးရိမ်သွားပါတယ်။ရန်မတော်ကညိုကိုဆက်သွယ်ပြီး TCS ကိုကယ်ဖို့မင်းသွားမှာဖြစ်မယ်။ Astat ဆိုတာတင်မင်းတမန်နေရပဲလို့သတိပေးလိုက်ပါတယ်။ဘာလင်မျိုးရဲ့မိုးဖိုးပွဲကျနေတဲ့လမ်းမတွေပေါ်မှာဒမ်မယ်တော်တယောက်တည်းလမ်းလျှောက်နေတယ်လို့သူ့ရဲ့စိတ်ထဲမှာလေးလံနေပုံရပြီးတော့ပတ်ဝန်းကျင်ကိုသတိထားနေပါတယ်။မကြခင်မှာပဲသူ့နောက်ကနေမှောင်ရိပ်တစ်ခုလိုက်ပါလာတာကတော့ဒေါသတွေနာကျင်မှုတွေနဲ့လောင်ကျွမ်းနေပြီးတေလူနီးပါးဖြစ်နေတဲ့ Credence ပါပဲ။ Credence ကသူ့ရဲ့မော်ပညာတွေကိုစူးစီးပြီးတိုက်ခိုက်ဖို့ပြင်လိုက်ပေမဲ့ဒမ်မယ်တော်ကသူ့ကိုလူစီကားတဲ့နေရာမှာမတိုက်ခိုက်ချင်ပါဘူး။ဒါကြောင့်သူကဒလိုမီနေတာကိုသုံးလိုက်တယ်လို့မျိုးမျက်စိတမိတ်တွင်းမှာပဲပတ်ဝန်းကျင်တစ်ခုလုံးပြောင်းလဲသွားပါတယ်။လမ်းမီတိုင်းနေအဆောက်အုံတွေလမ်းမတွေရှိနေပေမဲ့လူသူကင်းမဲ့ပြီးတိတ်ဆိတ်သွားပါတယ်။ဆိုင်းမုတ်စာတန်းတွေကပြောင်းပြန်ဖြစ်နေပါတယ်
ဒါဟာဒမ်မီတော်ဖန်တီးလိုက်တဲ့မှန်ကပါပဲဒီကဘာထဲမှာသူတို့နှစ်ယောက်ကလွဲပြီးဘယ်သူမှမရှိပါဘူးခရီးနက်စ်ကဒမ်မီတော်ကိုတက်ဖြတ်ဖို့သူ့ရဲ့အော်စတြေးစွမ်းရည်တွေကိုအကုန်ထုတ်သုံးပြီးတော့တိုက်ခိုက်ပါတော့တယ်ဒမ်မီတော်ဟာပြန်မတိုက်ပါဘူးခရီးနက်စ်ရဲ့တိုက်ခိုက်မှုတွေကိုလမ်းကြောင်းလွှဲပေးုံသာလုပ်နေတာပါဒမ်မီတော်ရဲ့မျက်နှာမှာကြောက်ရွံ့မှုလည်းမရှိပဲဝမ်းနည်းမှုနဲ့တနာကျင်နာမှုတွေကိုသာတွေ့နေရပါတယ်မင်းငါ့ကိုမတတ်နိုင်ပါဘူးဘာလို့လဲဆိုတော့မင်းကလူသက်သမားမဟုတ်လို့ပဲဒမ်မီတော်ကအေးဆေးစွာပြောပါတယ်ခရီးနက်စ်ကခင်ဗျာကျွန်တော်ကြောင့်ဘာမှမသိဘူးလို့အော်ဟင်းနဲ့ပို့ပြီးကြမ်းတမ်းပြီးတိုက်ခိုက်ပေမဲ့ဒမ်မီတော်ကမင်းရဲ့ဖေကငါမဟုတ်ဘူးအယ်ဘာဖို့ပါလို့ဒမ်မီတော်ကနှစ်ပေါင်းများစွာဖုံးကွယ်ထားတဲ့အမှန်တရားကိုဖွင့်ချလိုက်ပါတယ်ဒမ်မီတော်ကတော့သူ့တူတော်မောင်ကိုနာကျင်စွာကြေးနဲ့မှန်ကဘာတွေကနေပြန်ထွက်လာခဲ့ပါတယ်ညူးဟာသူ့ကို TCS ကိုကယ်ထုတ်ဖို့အတွက်ဂျာမနီနိုင်ငံရဲ့ဒေါနက်ထဲမှာလှုပ်ဝက်တီးရှိနေတဲ့ S တက်ကျင်းထောင်ကိုရောက်ရှိလာခဲ့ပါတယ်ဒီတောင်ဟာတာမန်ထောင်နေလို့အိုတတိုင်းနေနဲ့မဟုတ်ပဲမြောက်လှိုင်ငွေတစ်ခုလိုဖြစ်နေပြီးတော့ကြီးလိုက်တာနဲ့အသေးရစရာကောင်းလာပါတယ်ဂိမ်းဆောင်မော်ဆရာကနယူးရဲ့မော်တုတ်တန်ကိုသိမ်းလိုက်ပြီးစီမီခွက်တစ်လုံးထဲကိုပဲပေးလိုက်ပါတယ်မီးမငိမ့်စေနဲ့မီးငိမ့်သွားရင်တော့မင်းလည်းပြန်ထွက်လာရမှာမဟုတ်ဘူးလို့သတိပေးလိုက်တဲ့စကားကတကယ့်ကိုရင်ထိတ်စရာပါညူးကူရဲကိုဖြည်းဖြည်းချင်းဝင်သွားတဲ့အခါမှာတော့မြင်ကွင်းကကြောက်မက်ဖွယ်ရပါပဲကူရဲ့မျက်နှာချက်မှာကျင်းသားတွေကိုဇောက်ထိုးချီနှောင်ထားပြီးသူရဲ့အုပ်ချီမှာတော့အေယာမကြောင်းနဲ့ကြီးတစ်ခုရှိနေပါတယ်အဲ့ဒီကြောက်ထဲမှာတော့မန်တီကိုလို့ခေါ်တဲ့အေယာမကင်းမီကောက်တတော်ကြီးပုံအောင်နေတာပါညူလန်းလျှောက်လာရင်လည်းရာပေါင်းများစွာသောမန်တီကောကောင်ပေါက်လေးတွေကသူ့စီကိုဝိုင်းအောင်လာကြပါတယ်ညူဟာတတော်တွေကိုနားလေသူပြီးသူတို့ကိုမတိုက်ခိုက်ပဲသူရဲ့လှုပ်ရှားမှုတိုင်းခန္ဓာကိုယ်ကိုဘဲပြန်ညာပြန်လိုက်လှုံရင်းနဲ့ကပြလိုက်ပါတယ်ဒီမြင်ကွင်းကရေရတယ်လို့နဲ့တကယ်တော့အသက်အနေကြားကကပြနေရတဲ့တင်မင်းတမန်ကာကြိုးပါပဲကိုရဲ့ဆုံးနာမှာ TCS ကိုဇောက်ထိုးဆွဲထားတာကိုညူတွေ့လိုက်ရပါတယ်မြောက်သားကင်းမီကောက်ပေါင်းစာလေးတွေကြားမှာကခွင်နဲ့လွတ်မြောက်ဖို့ကြိုးစားကြပေမဲ့ကန်ဆိုးချင်တော့ညူကင်ထားတဲ့မိကွက်ငိမ့်သွားပါရယ်မင်းငိမ့်သွားတဲ့နဲ့ဂူအောက်ကအေယာမမေးခင်မန်တီကိုကြီးကတက်လာပြီးတော့ရှေ့ကကျင်းသားတွေကိုတယောက်ပြီးတယောက်ဝါမျိုးပစ်လိုက်ပါတယ်ညူနဲ့ TCS တို့ညီကိုနေအောင်အသေးအတန်ပြေးကြရပါပြီနောက်ဆုံးဂျောက်ဝါဆုံးကိုရောက်တဲ့ချိန်မှာတော့ညူရဲ့အိတ်ထဲကနေ Sweeping Evil လို့ခေါ်တဲ့အေယာမလိပ်ပြန်ကြီးကိုထုတ်လွှတ်လိုက်ပြီးမြောက်သားထိုးကောင်ရဲ့ခြေထောက်ကိုချိတ်ဆွဲကဂူပြဘက်ကိုမော်တကောပြန်တက်လွတ်မြောက်သွားခဲ့ကြပါတော့တယ်ကဲမစ်ရှင်တစ်ပိုင်းစာပြီးသွားတဲ့ချိန်မှာတော့အားလုံးပဲဟောဝက်ကျောင်းတော်ကြီးကိုပြန်ရောက်လာကြပါတယ်ဂရိတ်ဟောထဲမှာတော့တိတ်ဆိတ်နေသလိုဂျေကော့ဂျီကတော့စပွဲမှာထိုင်နေငါအကုန်ဖြတ်စည်းမိလိုက်ပြီးထင်တယ်ဆိုပြီးတော့စိတ်တက်တွေကြပြီးညီးတွားနေရှာပါတယ်လာလီကတော့သူ့ဘေးနားကနေနှစ်သိမ့်ပေးနေရရှာတာပေါ့တစ်ဖက်မှာလေဒမ်ဘယ်ဒေါ်နဲ့အယ်ဘာဖို့တို့စကားပြောနေကြတာကပိုစိတ်ဝင်စားဖို့ကောင်းနေဗျအယ်ဘာဖို့ခင်ဗျာသူ့သားเจ้าတီးလိုက်ရပြီးနောက်တာရနေပုံပေါက်နေပါတယ်ဒမ်ဘယ်ဒေါ်ကငါတို့နောက်ဆုံးတိုက်ပွဲအတွက်ပြင်ဆင်ရမယ်လို့ပြောလိုက်ပြီးတော့ရောမ requirement နဲ့မှာညို့ရဲ့အိမ်နဲ့ထထတဲတူတဲ့အိမ်၅လုံးကိုဖန်တီးလိုက်ပါတော့တယ်အိမ်တစ်လုံးစီမှာမတူညီတဲ့ပစ္စည်းတွေထည့်ထားပြီးဘယ်အိမ်ထဲမှာချီလင်းစစ်ပါရဲဆိုတာကိုအိတ်ကိုင်တဲ့သူကိုယ်တိုင်တော့မသိစေရအောင်စီစဉ်လိုက်တာပါရွေးကောက်ပွဲနောက်ဆုံးဆင့်ကိုတော့ဘူတန်နိုင်ငံရဲ့မြေမာတဲ့တောင်တန်းပေါ်ကရှေးရောက်ကျောင်းတော်ကြီးမှာကျင်းပမှာဖြစ်ပါတယ်အဲ့နေရာကမော်လောကရဲ့မူလအစဖြစ်တယ်လို့ယုံကြည်ကြတာ哦အဖွဲ့သားတွေကလည်းလက်ဖေးအကွက်တစ်လုံးကိုပေါ်ကင်းဖြစ်သုံးပြီးတော့ဟောဝက်ကနေဘူတန်ကိုခုံကူးလိုက်ကြပါတော့တယ်လေလူကတော့ပါလွှာပြီးအေးဆက်နေတာပေါ့ဗျာတောင်းမှလည်းရွေးကောက်ပွဲလာကြည့်တဲ့လူကြီးကပြင်းထန်နေရပဲဂရင်းနေဝဲရဲ့အလှန်တွေကလည်းတွလွင့်လွင့်နဲ့သူကတော့ရွေးကောက်ပွဲနိုင်ဖို့တေချာတလောက်ရှိနေပြီပေါ့လေညုတ် TCS ဂျေကော့လာလီနဲ့ယူဆုဖ်တို့ကလည်းလူစုခွဲလိုက်ကြတယ်ဗန်ဒီကတော့တာမန်ပြည်သူတယောက်လိုဝစ်ပြီးတီးခြားခွဲထွက်သွားတာပေါ့တောင်မော်တက်တဲ့လေကားတစ်တွေမှာတော့ဂရင်းနေဝဲရဲ့တပည့်တွေကစောင့်ကြိုနေကြပြီလေကဲတိုက်ပွဲစပါပြီ TCS နဲ့လာလီတို့ကတော့သူတို့ရဲ့မော်ပညာတွေကိုအစွမ်းကုန်ထုတ်သုံးပြီးတော့ရန်သူတွေကိုရှင်းထုတ်ကြတာပေါ့လာလီဆိုရင်သူ့ရဲ့စာအုပ်မော်ပညာနဲ့ဓာတ်တွေကိုလှုပ်ခါစီပြီးတော့ရန်သူတွေကိုတွန်းချပစ်တာဗျဂျေကော်ကြီးကလည်းသူ့အိတ်ကိုဖတ်ပြီးပြေးတက်လာတယ်ရန်သူတယောက်ကသူ့အိတ်ကိုလူယူပြီးဖွင့်ချလိုက်တဲ့အခါကျတော့အထဲကနေမုတ်တွေပဲထွက်ကြလာပါလေရောဟာမုတ်တွေပဲရှိတာပါလားဆိုပြီးရန်သူကဒေါသထွက်သွားတာပေါ့ TCS ရဲ့အိတ်ထဲမှာလည်းစာအုပ်တွေရှိနေပြန်ရောဒါကရန်သူကိုလှည့်စားတဲ့နေပြူကအလုပ်ဖြစ်တယ်ဆိုတာကိုပြသနေတာပါပဲတောင်ထိပ်ကရင်မြင်ကျဲကြီးမှာတော့အခမ်းအနားစနေပြီဗျဗိုကယ်ကစိန်မြင့်ပေါ်မှာရက်နေပြီး Green Network ကတော့ယုံကြည်မှုရှိပြုံးနေတာပေါ့သူကသေဆုံးနေတဲ့ချီလင်းကိုမော်နီနဲ့ပြန်ပြီးအသက်သွင်းထားတဲ့ရုပ်သေးရုပ်ကိုထုတ်ပြလိုက်တယ်ချီလင်းသေးကတော်ရင်နဲ့လမ်းလျှောက်လာတယ်သူ့မျက်လုံးတွေကတတ်မဲ့ဖြစ်ပေမဲ့ Green Network ရှေ့ရောက်တော့ဒူးထောက်လိုက်ပါလေရောတောင်မြင်တော့လူကြီးက Green Network ဆိုပြီးတော့ဟစ်အော်ကြွေးကြော်ကြတော့တာပေါ့မီရှူမီပန်နဲ့ပြစ်ဖောက်ကြရနဲ့မော်လောကရဲ့ခေါင်းဆောင်တဲ့ပေါ်ထွက်လာပြီလို့အားလုံးကထင်မှတ်လိုက်ကြတာလေGreen Network ကတော့အွန်လိုင်းသူအနေနဲ့မိန်ကွန်းချွေဖို့ပြင်လိုက်ပြီးဒီနေ့ကစပြီးငါတို့တွေပုံအောင်နေစရာမလိုတော့ဘူးလို့အစားချီလိုက်တုံးရှိသေးEverford ရဲ့ကူညီနဲ့ Credence ရောက်လာပါတော့တယ် Credence ကများအားရင်ကုန်ခန်းနေပြီမဲ့အတန်ကိုဟစ်ပြီးတော့သူ့လိမ့်နေတာအဲ့ဒီချီလင်အသေးကောင်လေးလို့ပြောလိုက်တာပေါ့ Green Network ရဲ့မျက်နှာပြတ်သွားတာပေါ့ဗျာသူက Credence ကိုတတ်ဖို့လက်မြောက်လိုက်တဲ့ချိန်မှာပဲညှို့ရောက်လာခဲ့ပါတယ်
သိမချခင်မှာပဲညုံရဲ့ဘေးကိုဘန်ဒီရောက်လာခဲ့ပြီးအိတ်ကိုပေးလိုက်တယ်လို့ညုံဖွင့်လိုက်တဲ့အခါမှာတော့တက်ရှိထင်ရှားရှိနေတဲ့ချီလင်မော်ပေါက်စာလေးခေါင်းပြူထွက်လာပါရတယ်လူချင်းညင်ကျသွားတယ်လို့ဗိုကယ်လဲမျက်နှာပြတ်သွားတာပေါ့ချီလင်စလေးကတော့ကြောက်ရွံ့ခြင်းမရှိပဲလူကြားထဲကိုရှောက်သွားတယ်သူက Green Network ကိုကြော်ပြီးတော့ဒမ်မီတိုရဲ့ရှေ့မှာရက်တန့်ကဦးညွှတ်လိုက်ပါရတယ်ဒမ်မီတိုကမျက်ရည်ဝဲနဲ့ငါမထိုက်တန်ပါဘူးလို့ပြောပြီးညှင်းဆန်လိုက်ပါတယ်အဲနောက်ချီလင်လေးကခြားတစ်ဖက်ကိုလှည့်သွားပြီးဗင်ဆန်ရှာဆန်တိုးရဲ့ရှေ့မှာဒူးထောက်လိုက်ပါတယ်ဒီချိန်တော့အားလုံးကလက်ခံလိုက်ကြပြီလေGreen Network ရဲ့လိန်ညာမှုအလုံးစုံပေါ်ပေါက်သွားခဲ့ပြီပေါ့အစီအစဉ်ပြတ်သွားတဲ့ Green Network လည်းဒေါသမထိန်နိုင်တော့ဘူးဗျငါ့ကိုဘယ်သူမှမပြောင်းလဲနိုင်ဘူးလို့အော်ဟင်းနေသူ့ရဲ့မော်တုတ်တန်ကိုမြောက်က Credence ကို Avada Kedavra နဲ့ပြစ်ခတ်လိုက်ပါရတယ်ဒီပြိုင်နက်ထဲမှာပဲ Airbus Dumbledore နဲ့ Everforth တို့ကလည်း Credence ကိုကာကွယ်ဖို့အကာအကွယ်မှန်တန်ပြစ်လွှတ်လိုက်ကြပါတယ်Green Network ရဲ့တက်ချင်တဲ့စိတ်နဲ့ Dumbledore ရဲ့ကာကွယ်နေတဲ့စိတ်တို့ထိတ်တိုက်ဆုံတွေ့သွားခဲ့ကြတဲ့အခါမှာတော့သူတို့နှစ်ဦးကြားကသွေးကတိကိုလက်ဖွဲ့ဟာပြင်းထန်စွာတုန်ခါသွားပြီးကွဲကြေသွားပါရတယ်ထာဝရနှောင်ဖွဲ့ထားတဲ့ဂျိုပြတ်တောက်သွားခဲ့ပြီလေလက်ဖွဲ့ကွဲသွားတဲ့နဲ့တပြိုင်နက် Dumbledore နဲ့ Green Network တို့ကလည်းအချိန်ဆွဲမနေတော့ပဲချကြတော့တာပေါ့ရင်မြစ်တစ်ခုလုံးအယောင်ဆုံးလဲနှက်နေနဲ့ဖုံလွှမ်းသွားတယ်သူရဲ့တိုက်ပွဲကတာမန်မော်တိုက်ပွဲမဟုတ်ဘဲနဲ့စိတ်ဆွဲညင်ပြိုင်ဆိုင်မှုတိုက်ပွဲဖြစ်နေတာဗျအချိန်နဲ့ငယ်ရက်တန့်သွားသလိုဖြစ်သွားပြီးသူတို့နှစ်ဦးတည်းသာရှိတဲ့ကဘာတစ်ခုထဲရောက်သွားကြတယ်။ Airbus ဘသူကမင်းကိုချစ်ပေးမှလဲငါမဟုတ်ရင်လို့ Green Network ကမေးလိုက်ပါတယ်။သူတို့ရဲ့လက်ဖွာချင်းထိတွေ့ကရင်မြချင်းနေကပ်သွားကြပြီးတော့နှလုံးသားချင်းခံစားမိကြတာပေါ့။ဒါပေမဲ့ဒမ်မီတိုကပြတ်သားစွာနဲ့ငါ့ကိုခွင့်လို့ပါလို့ပြောပြီးတော့တွန်းထုတ်လိုက်ပါတယ်။တိုက်ပွဲပြီးဆုံးသွားပြီး Green Network တယောက်တည်းကြံ့ရစ်ခဲ့ရရှာတယ်။ Green Network လည်းရှုံးနေသွားပြီဆိုတော့သိလိုက်ရပြီလေ။ Orrery ဝိုင်းလာတဲ့အခါသူကနောက်ဆုံးအနေနဲ့ဒမ်မီတိုကိုကြည့်ပြီးမင်းကငါ့ရန်သူမှုန့်ခဲ့ပါဘူးလို့ရေရွတ်ခါကိုဖြောက်ပြီးထွက်ပြေးသွားပါရတယ်။တိုက်ပွဲပြီးမှတော့ Everforth ကသေလူမျိုးပါဖြစ်နေတဲ့တားဖြစ်သူ Credence ကိုပွေ့ချီကအိမ်ပြန်ခေါ်သွားတယ်။အိမ်ပြန်ကြဆိုသားလို့ပြောတဲ့ကတိတ်ကိုလွမ်းစရာကောင်းနေဗျာ။မျိုးရောက်မျိုးရဲ့ဆောင်းရသည့်ညနေခင်းတစ်ခုမှာတော့ဂျေကော့ရဲ့မုံဆိုင်လေးကမီးအောင်စုံနေနဲ့လင်းလန့်နေပါတယ်။အတွင်းမှာတော့ဂျေကော့နဲ့ကွီနီတို့ရဲ့မင်္ဂလာပွဲကျင်းပနေကြတာပါ။ရဲတန်တွေပျော်ရွှင်တန်တွေနဲ့ပြည့်နှံနေတာပေါ့။မြို့ကသူတို့သားရန်နေနဲ့ဂုံယူစွာရက်နေပြီးလာလီနဲ့ TCS တို့ကလည်းပြုံးပျော်နေကြတယ်။ဒီနောက်လဲရောက်လာပြီးတော့ညုံနဲ့ပြန်ဆုံစည်းကြတာပေါ့ဗျာ။ဆိုင်ပြင်ဘက်လမ်းမီးတိုင်အောက်မှာတော့ဒမ်မီတိုတယောက်တည်းရက်ကြည့်နေရှာတယ်။သူ့မျက်နှာပေါ်မှာပြုံးတစ်ခုရှိနေပေမဲ့မျက်ဝန်းတွေကတော့ထီးကျန်ဆန်နေတယ်။သူချီရသူတွေနဲ့အတူမရှိနိုင်တော့မယ့်ဘဝကိုသူလက်ခံလိုက်ပုံပါပဲ။ညုံကဆိုင်မြင်ထွက်လာပြီးတော့ဒမ်မီတိုကိုနှုတ်ဆက်တယ်။ကျေးဇူးတင်ပါတယ်ညုံလို့ဒမ်မီတိုကပြောတယ်။ဆရာရောအထဲမဝင်တော့ဘူးလားလို့မေးတော့ငါတို့ဒီလောက်ဆိုပြည့်စုံပါပြီတဲ့။ဒမ်မီတိုလည်းကိုအင်းကြီးကော်လာကိုထောင်လိုက်ပြီးနင်းနေကြနေတဲ့လန်နန်လမ်းမကြီးတိုင်းတယောက်တည်းရှောက်သွားပါရတယ်။အမောင်တူရဲကိုတဖြည်းဖြည်းပျောက်ကွယ်သွားတဲ့သူကြောပြင်ကတော့ကဘာကြီးကိုကယ်တင်ခဲ့တဲ့သူရဲကောင်းတယောက်ရဲ့အထီးကျန်ပုံရိပ်ဖြစ်ကြံရစ်ခဲ့ပါရတယ်ဗျာ။ကဲပရိသတ်ကြီးဇလန်လေးကတော့ပြီးဆုံးသွားခဲ့ပါပြီ။ Secrets of Dumbledore ကတကယ်တော့ Dumbledore ရဲ့လှုပ်ဝက်ချက်တွေထက်သူ့ရဲ့နာကျင်စရာအချစ်ဇလန်ကိုပိုပြီးအသားပေးထားသလိုပါပဲ။ဒီဇက်ကားပြီးနောက်ဆက်တွဲသမိုင်းကြောင်းကိုပြောရရင်တော့1945ခုနှစ်မှာ Dumbledore နဲ့ Green Network ရဲ့ဒန်နာရီလာတိုက်ပွဲဖြစ်ပွားခဲ့ပြီးDumbledore ကနာရရှိက Elder ကိုပိုင်ဆိုင်ခဲ့ကြောင်း Harry Potter စာအုပ်တွေမှာဖော်ပြထားပါတယ်။ Green Network ဟာနာမည်ဆိုးနဲ့ကြော်ကြတဲ့နာမကက်အကျဉ်းထောင်မှာတစ်သက်လုံးအကျဉ်းချခံခဲ့ရပါတယ်။ကဲနောက်ထပ်ဘလို့ဇက်ကားကောင်းလေးတွေနဲ့ပြန်လာမလဲဆိုတာစောင့်မျှော်ရင်းကိုရခိုင်ရဲ့ review လေးကိုဒီမှာပဲနားခွင့်ပြုပါအောင်။အားလုံးပဲတာယာသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။